Okay ကျွန်တော်နေ့နောက်ထပ် initial letter exercise တွေကိုထပ်ပြီးလေ့ကျင့်ကြအောင်ပါနံပါတ်40ကိုသွားကြည့်အောင်ပါ The food that contain blank fat are bad for us The food အစားအသောက်တွေ that contain blank fat အဲ့တော့ဒါဆိုလို့ရှိရင်ဆရာကွက်လက်နောက်ကိုကြည့်ရခါမှာဆရာ fat ကိုပြပါတယ်အဲ့ fat ဒီဆရာအစားအသောက်တွေမှာပါတဲ့ဒီအဆီကိုပြောတာပါအဲ့တော့ဆရာအစားအသောက်တွေနဲ့တွဲပြီးမှတ်မယ်ဆိုရင်အဆီဒီအစားအသောက်တွေနဲ့ပတ်သက်ပြီးဆရာနှစ်မျိုးရှိပါတယ်ဆရာတို့ဗာလဲဆိုလို့ရှိရင်ဒါပြည့်ဝနေတဲ့ဒါအဆီတဲ့ပြည့်ဝနေတဲ့နော်ကြည်ပြက်မလွယ်တဲ့အဆီတွေရယ်နောက်တစ်ခါကျန်းမာရေးနဲ့ညီညွတ်တဲ့ကျန်းမာရေးအတွက်ကောင်းတဲ့အဆီတဲ့ပြည့်ဝတဲ့အဆီအရန်မရွှဲတဲ့အဆီမပြည့်ဝတဲ့အဆီဆိုပြီးတော့အဆီနှစ်မျိုးရှိပါတယ်အဲ့တော့ဆရာတို့ပြည့်ဝစီတွေကိုဘယ်ရလဲဆိုလို့ရှိရင်ကြည်ပြက်မလွယ်တဲ့ပြည့်ဝစီကိုဘယ်ရလဲဆိုတော့အသားငါးတွေရတယ်နောက်တစ်ခါနှုတ်ထွက်ပစ္စည်းတွေရတယ်အဲ့တော့ဒီအဆီတွေကကြည်ပြက်ဖို့မလွယ်ဘူးအဲ့တော့ကျန်းမာရေးအတွက်မကောင်းဘူးနော်အဲ့တော့ဆိုတော့နောက်တစ်ခုကနောက်တစ်မျိုးကတော့ဒါဟင်းရွက်တွေရတဲ့အစီပေါ့နော်ဒီကအဲ့တော့အဲ့အစီကကြတော့ကြည်ပြက်လွယ်တယ်ဒါကျန်းမာရေးအတွက်စားသုံးဖို့တင့်တော်တယ်အဲ့တော့ဆိုတော့ဒါမျိုးရှိပါတယ်အစီနှစ်မျိုးရှိတယ်အဲ့တော့ဆရာတို့ကပြောတဲ့ပြည့်ဝစီတွေကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင်ဆရာတို့ saturated fat လို့ခေါ်ပါတယ် saturated fat လို့ခေါ်ပြီးတော့မပြည့်ဝတဲ့အစီဟင်းရွက်တွေရတဲ့စားသုံးဖို့တင့်တော်တဲ့အစီကိုဆိုလို့ရှိရင်ဆရာတို့ unsaturated fat လို့ဒီလိုအစီနှစ်မျိုးရှိပါတယ်အဲ့တော့ခုဆရာတို့နံပါတ်40မှာတွေ့ရတဲ့အစီဒီ the food that contain blank fat are bad for us အဲ့တော့ကျွန်တော်တို့အတွက်မကောင်းဆိုတော့ဒါဆိုရင်ဆရာတို့ပြည့်ဝစီပေါ့ဒီမှာလည်း S နဲ့စထားတော့ဒီကွက်လက်ကအဖြစ်ဒီဆရာတို့ပြည့်ဝစီ saturated fat ဖြစ်ပါတယ် SATURAD saturated ပြည့်ဝစီဖြစ်ပါတယ် the foods that contain saturated fat are bad for us တကယ်တော့ပြည့်ဝစီပါဝင်တဲ့အစားအသောက်တွေဟာကျွန်တော်တို့အတွက်မကောင်းပါဘူးလို့အဓိပ္ပာယ်ရပါတယ်ဆိုတော့နောက်တစ်ခုကိုသွားကြည့်အောင်ပါ number 41 as the instruction were not clear enough the player got blank as the instruction ဆိုတာညွှန်ကြားချက်ကိုပြောတာပါအဲ့တော့ as the instruction ဒီ were not clear enough က were not clear ကမရှင်းလင်းဘူး enough ဆိုတာလုံလောက်ဆိုတော့ရှင်းလင်းချက်ကနော်ညွှန်ကြားချက်ကလုံလောက်မရှင်းလင်းတဲ့အခါမှာ the player got blank ဒီမှာတခါဆရာတို့ got တွေ့ပြန်ပါတယ်အဲ့တော့ got ဒီဆရာတို့ link verb ပဲဖြစ်ပါတယ်အဲ့တော့သူ့နောက်မှာဆရာတို့ adjective လိုက်လို့ရပါတယ်ရှေ့မှာလည်းဆရာတို့တပုတ်ရှင်းပြပေးတာရှိပါတယ်အဲ့တော့ got blank adjective ဖြစ်ပါတယ်အဲ့တော့ adjective လိုက်လို့ရပါတယ်အဲ့တော့ player got blank ဘာဖြစ်မလဲပေါ့နော်အဲ့တော့ဒါဆိုရင်ညွှန်ကြားချက်ကမရှင်းရင်ဘာဖြစ်မလဲဒါဆိုရင်ဖြေရလွယ်ပါတယ်မရှင်းလို့ရှင်ရှုပ်မှာပေါ့အဲ့တော့စိတ်ရှုပ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ the player တွေကအားဖြစ်သွားတယ် got စိတ်ရှုပ်သွားတယ်ဆိုတဲ့ C နဲ့စတဲ့စကားလုံးပါလဲဆိုရင်ဒါစိတ်ရှုပ်တော့စိတ်ရှုပ်တွေတော့ဆိုရင် confused ဖြစ်ပါတယ်အဲ့တော့ the players got confused instruction ကလုံလောက်မရှင်းလင်းတဲ့အခါမှာတကယ်မရှင်းလင်းတဲ့အခါမှာ player ရဖက်သွားကြတယ်ဆိုရင်စိတ်ရှုပ်သွားကြတယ်လို့ပြောတာဖြစ်ပါတယ် as the instruction were not clear enough the player got confused ဖြစ်ပါတယ်Okay, so now we'll go to number 42. To achieve a balanced life, one must have time for self-care and hobbies for relaxation outside of work. To achieve a balanced life, a balanced life is determinedဖြစ်ပါတယ်ဆရာတို့ဆိုတော့ determined ရဲ့နောက်က life ရဲ့ noun ရဲ့ခြားမှာဆရာတို့ adjective ရှိပါမယ်ဒါဆိုရင်ဆရာတို့ထည့်မှတ်ဖြစ်စီ adjective ဖြစ်အောင်စဉ်းစားပေးရပါမယ်အဲ့တော့ a blank life to achieve a blank life to achieve ဒီ achieve ကဒါရရှိတယ်အောင်မြင်မှုရတယ်ဒီလိုလေးပဲရပါတယ်အဲ့တော့ to achieve a blank life အဲ့တော့ကိုယ့်လက်ဘဝတစ်ခုရရှိဖို့ one must have time လူတယောက်မှာအချိန်ရှိရမယ် for self care ဆိုတာဒါကိုကိုယူဆိုင်တာကိုမိမိကိုယူဆိုင်မှု and ပြီးတော့ hobbies ဝါသနာတွေအဲ့တော့ဝါသနာတွေကိုယူဆိုင်မှုတွေဒါမျိုးတွေအတွက်အချိန်ရှိရပါမယ် for relaxation outside of work for relaxation ဒီအနားပန်းဖြေဖို့ဒါအနားပန်းဖြေဖို့အတွက် outside of work အလုပ်တွေအပြင်မှာမှအနားပန်းဖြေဖို့အတွက်ကိုယူဆိုင်တာတွေနောက်ကဝါသနာလေးတွေဒါမျိုးတွေအတွက်အချိန်ရှိရပါမယ်အဲ့တော့ဒါဆိုရင်ဆရာတို့အလုပ်ကနောက်ထပ်အလုပ်ကနေလွဲပြီးတော့အလုပ်အပြင်ပေါ့အနားပန်းဖြေဖို့အတွက်ဒါဆိုရင်ကိုယူဆိုင်ပေးတာတွေနောက်တစ်ခါဝါသနာလေးလိုက်လုပ်ပေးလိုက်ဒါမျိုးတွေအတွက်အချိန်ထားတာကိုအဲ့လိုဘဝကိုဘယ်လိုခေါ်လဲဘဝမှာဆရာတို့အလုပ်လဲလုပ်မယ်နောက်ကကိုယ့်အတွက်အနားယူပန်းဖြစ်ခြင်းလည်းရှိမယ်ဒီလိုဘဝမျိုးကို
ဒီလိုဘဝမျိုးရှိတာဘယ်လိုဘဝမျိုးရတယ်လို့ပြောလဲဆိုလို့ရှိရင်ဆရာတို့ဒါညီညွတ်မျှတတဲ့ဘဝအဲ့လိုပြောပါတယ်အဲ့လိုဆိုညီညွတ်မျှတတဲ့ဘဝကိုဆရာတို့ဘယ်လိုခေါ်လဲဆိုရင်ညီညွတ်မျှတသောဆရာတို့ balanced ဖြစ်ပါတယ် adjective form ဖြစ်တော့ကြောင့်ဆရာတို့က ed ပုံစံလေးသုံးပြရပါတယ် our balanced life to achieve a balanced life one must have time for self-care hobbies for relaxation outside of work အဲ့တော့ညီညွတ်မျှတတဲ့ဘဝနော်ဟန်ချက်ညီတဲ့ဘဝရရှိဖို့အတွက်ဆိုရင်လူတစ်ယောက်ကအလုပ်အပြင်မှာအနားယူပန်းဖြစ်ဖို့အတွက်ကိုယ့်ကို view site တာတွေဝါသနာတွေအတွက်အချိန်ရှိရပါမယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့ဒီအတွက်ဖြစ်ပြီး BLANCD balanced ဖြစ်ပါတယ် Okay 43 In our country taking off blank before entering a temple is not only a traditional practice but also a sign of respect or in our country ငါတို့နိုင်ငံမှာ taking off take off ကတည်းကဆရာတို့ take off နဲ့ဆရာတို့ဒါprevious verb အတွေ့လိုက်သုံးပါတယ်အဲ့တော့ take off ကအဓိပ္ပာယ်တွေကဆရာတို့အများကြီးရှိပါတယ်ဆရာတို့ဒါအဝတ်အစားတွေတခုပေါ့နော်ကိုယ်ရဲ့ wearings တွေကိုချွတ်တာဆိုလို့ရှိရင်ဆရာတို့အဝတ်အစားချွတ်မယ်အုတ်ထုပ်ချွတ်မယ်ဖနက်ချွတ်မယ်ဒါမျိုးတွေဆိုလို့ရှိရင်ဆရာတို့ဒါ take off လို့သုံးလို့ရပါတယ်နောက်တစ်ချက်ကဥမာတခုခုကိုဖယ်ထုတ်လိုက်တာပါညာဆိုလို့ရှိရင်လေဖယ်ထုတ်လိုက်တယ်ရှင်းထုတ်တယ်ဆိုလို့ရှိရင်လေ take off သုံးလို့ရပါတယ်လေးမြန်အပေါ်ပြန်တက်သွားတယ်ဆိုလို့ရှိရင် take off ကိုသုံးလို့ရပါတယ်အဲ့တော့ဆရာတို့ဘယ်ဟာနဲ့စီတယ်မလဲဆိုတော့နောက်ကဟောဆက်ပြီးဘာသာပြန်ကြည့်ရမှာပေါ့နော်အဲ့တော့ in our country ကျွန်တော်နိုင်ငံမှာ taking off blank နော် before entering a temple ကတော့ကျွန်တော်ဘုရားစီတွေပြောတာပါအဲ့တော့ဘုရားစီတွေတခုကို before entering ဆိုတော့မဝင်ရောက်ခင်မှာ is not only a traditional practice အဲ့တော့မဝင်ရောက်ခင်မှာ taking off blank ကိုလက်လုပ်ခြင်းက is not only a traditional practice အဲ့တော့ traditional practice ယူဟာဒလိထုံးစံတစ်ခုဖြစ်အောင်တာမက but also a sign of respect နော် respect ကတန်ဖိုးထားတာအလေးထားတာအဲ့တော့လေးစားမှုတန်ဖိုးထားမှုရဲ့သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်ဒါဆိုရင်တော့ဆရာတို့ဒါဆိုရင်ဒီ taking off ရဲ့အဓိပ္ပာယ်ဆရာတို့သိတာပါပြီဒါတစ်ခုခုဆရာတို့ဘာလို့တက်လဲဖျားစီတွေမဝင်ခင်မှာဘာလို့တက်ကြလဲဒါဆိုရင်ထုတ်တာဖယ်တာနော်လေးမြန်ပြန်တာတွေမဟုတ်တော့ဘူးဒါချွတ်တာပဲဖြစ်မယ်ဒါဆိုရင်ဖျားစီတွေဝင်မှာဆရာတို့ဘာချွတ်ကြလဲအဲ့တော့ဖက်နက်တွေများစွာဖက်နက်တွေချွတ်ကြတာပဲဖြစ်ပါတယ်အဲ့တော့ဒီမှာလဲ S နဲ့စာရေးထားတော့ဆရာတို့အဖြစ်ဒီ taking off shoes ဖြစ်ပါတယ်အဲ့တော့ဘုရားစီတွေမှာဝင်မှာဖက်နက်ချွတ်ကမဲလို့ပြောတာဖြစ်ပါတယ်အဲ့တော့ဖက်နက်ချွတ်တာကဒီ delay ထုံးစံ you က delay ထုံးစံတစ်ခုသာမကလေးစားတန်ဖိုးထားမှုကိုပြတဲ့တင်ညာတစ်ခုလည်းဖြစ်ပါတယ်လို့ဆိုလိုတာဖြစ်ပါတယ်အဲ့တော့ကလေးတွေက shoes မဟုတ်ဘဲနဲ့မှာ sandals တို့နော် slipper ဆိုလို့ရှိရင်မှန်ပါတယ်ဆိုတော့ဒါတွေဆိုလို့ရှိရင်တင်တော့ပါတယ်အဲ့ in our country taking off shoes before entering a temple is not only a traditional practice but also a sign of respectကျွန်တော်နိုင်ငံမှာဘုရားစီတစ်ခုမဝင်ရောက်ခင်မှာဖက်နက်ချွတ်တာကရုပ်ဝတ္တလေးထုံးစံတစ်ခုသာမကလေးစားတန်ဖိုးထားမှုကိုပြတဲ့သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်ပြောချင်တာဖြစ်ပါတယ် Okay next one number 44 After the presentation a curious listener asks the presenter for additional blank on the topics After the presentation our presentation ပြီးရနောက်မှာနော်တင်ဆက်ပြသမှုပြီးရနောက်မှာa curious ကတော့ဆရာတို့ပါလဲဆိုရင်သိလို့စိတ်ပြင်ပြတော့ဖြစ်ပါတယ်အဲ့တော့သူ့လည်းဆရာတို့ initial letter မေးမယ်ဆိုရင်မေးလို့ရပါတယ် a curious listener သိလို့စိတ်ပြင်ပြတဲ့ listener တယောက်ကနားထောင်သူတယောက်က ask a presenter presentation လုပ်နေတဲ့ presenter ကိုမေးပါတယ်စီစဉ်တင်ဆက်သူမေးပါတယ် for additional နော် ask ဆရာတို့မေးရလို့ဘာသာပြန်လို့ရှိရင်အစီအစဉ်နောက်ကတောင်းတယ်ပေါ့နော်ဒါမျိုးတွေလည်းရပါတယ် ask ကအဲ့တော့ presenter ကဘာကိုတောင်းလဲဆိုရင်ဒီ for နဲ့တွဲလို့ရှိရင်တော့ဆရာက ask for ဆိုတာတခုကိုတောင်းဆိုတာဖြစ်ပါတယ် ask for help ဆိုလို့ရှိရင်တော့ဒါအကူအညီတောင်းတာဖြစ်ပါတယ်အဲ့တော့ဆိုတော့ ask for additional ကတည်းကဆရာတို့နောက်ထပ်လို့ပြောတာဖြစ်ပါတယ်နောက်ထပ်additional ကဆရာနောက်ထပ်ဆိုတာနောက်ထပ်ဖြစ်တော့ adjective ဖြစ်ပါတယ်an နဲ့ဆုံးတော့နော်ဆရာ adjective ဆိုတော့နောက်မှာလိုက်ခဲ့မယ်စကားလုံးကိုဆရာတို့ noun ဖြစ်တာပါမယ်adjective က modify လုပ်တဲ့ noun ဖြစ်တာပါမယ်အဲ့တော့ဆိုတော့နောက်ထပ် quality ကိုတောင်းပါတယ်on the topics သူပြောနေတဲ့ topics ကတော့အကြောင်းအရာကိုပြောတာပါအဲ့တော့ presenter ပြောနေတဲ့အစီအစဉ်သက်သူကပြောနေတဲ့အကြောင်းအရာပေါ်မှာနောက်ထပ် quality ကိုနော် the presenter စီကိုဒီတိလို့စိတ်ပြင်ပြတဲ့ listener ကတောင်းပါတယ်တဲ့ဆိုတော့ဒါဆိုလို့ရှိရင် presentation တစ်ခုလုပ်တဲ့အခါမှာတိလို့စိတ်အရင်ရှိနေတဲ့လူနားထောင်သူတယောက်ကနော် presenter ကိုနောက်ထပ်ဘာတွေတောင်းမလဲသူသိချင်နောက်ထပ်ဘာတွေတောင်းမလဲခေါင်းစဉ်နဲ့ပတ်သက်ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့သူပြောနေတဲ့ခေါင်းစဉ်နဲ့ပတ်သက်တဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့နောက်ထပ်ဘာတွေတောင်းမလဲ
ဒါဆိုရင်နောက်ထပ်ဆရာတို့ I နဲ့စတယ်ဆိုတော့နောက်ထပ်အချက်လက်တွေသတင်းအချက်လက်တွေဆိုတာနော်တောင်းပါပေါ့အဲ့သတင်းချက်လက်ကိုအချက်လက်တွေကိုဘယ်လိုပြောလဲဆိုရင် I နဲ့စတဲ့အချက်လက်တွေဒီပါလေ information ဖြစ်ပါတယ်အဲ့တော့ဒီcollect ရဲ့အဖြစ်ဒီ information ထဲမှာဖြစ်ပါတယ် after the presentation the curious listener asks the presenter for additional information on the topics အဲ့တော့ presentation ပြီးရနောက်မှာတိလို့စိတ်ပြင်းပြနေတယ်နားထောင်သူတယောက်ကနေပြီးတော့အစီအစဉ်တစ်ဆက်သူကိုနောက်ထပ်ဒီသူပြောနေတဲ့အကြောင်းအရာနဲ့အကြောင်းအရာပေါ်မှာနောက်ထပ်သတင်းချက်လက်တွေနောက်ထပ်အချက်လက်တွေကိုထပ်ပြီးတော့တောင်းပါတယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့ information ဖြစ်ပါတယ် 45 It is advisable for you to speak clearly and maintain eye blank with your interviewer It is advisable so advisable ရဲ့အဓိပ္ပာယ်ဒီသင်တော်တော်ဖြစ်ပါတယ် It is advisable for you ဆိုတော့မင်းတို့သင်တော်ပါတယ်ဘာလို့ဒါသင်တော်လဲဆိုရင် to speak clearly and maintain so to speak clearly နှစ်ချက်ဖြစ်တယ်ဆရာတို့to speak clearly လောက်ပါမယ်နောက်က collect နော် maintain eye blank နှစ်ခုလောက်ပါမယ်ပေါ့နော်to speak clearly လေto speak clearly လောက်ပါမယ်နောက်တစ်ခါto maintain eye blank မျက်လုံး collect ကိုလည်းထိန်းထားရမယ်with your interviewer ဒါဆိုရင်ဒါ interview လုပ်နေတဲ့ situation မှာ interview လုပ်နေတဲ့အခြေအနေမှာ interviewer နဲ့ဘာနော် interviewer ကို to speak clearly ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားပြောဖို့နဲ့ maintain eye blank မျက်လုံး collect ကိုထိန်းထားဖို့ it is advisable for you မင်းတို့သင့်တော်တယ်လို့ပြောတော့ဒါဆိုဟုတ်ပြီကျွန်တော် interviewer နဲ့ interview လုပ်တဲ့အခါမှာဆရာတို့ interview ဖြေမယ်ဆိုလို့ရှိရင်ဘာလုပ်ကြလဲစကားရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားပြောဖို့လေလိုသလိုတစ်ဖက်ကိုမျက်လုံးနဲ့တက်တက်ကြည့်ပြီးတော့စကားပြောတာမျက်လုံးမလွဲဘဲနဲ့ပေါ့နော်အဲ့တော့မျက်လုံးကိုဟိုကြည့်တည်ကြည့်မကြည့်ဘဲနဲ့ interviewer ကိုမျက်လုံးချင်းကြည့်ပြီးတော့ဒီလိုသေချာစကားပြောတာကိုဆရာတို့ဘယ်လိုခေါ်လဲအဲ့မျက်လုံးချင်းစကားပြောတာမျက်လုံးချင်းသေချာကြည့်ပြီးစကားပြောတာကိုဆရာတို့ထည့်ရမှာဖြစ်ပါတယ်အဲ့လိုမျိုးအဲ့တော့ဆိုတော့ဒါဆိုရင်ဒါကိုဘယ်လိုပြောလဲဆိုလို့ရှိရင်ဆရာတို့အင်္ဂလိပ်လို eye contact လို့ပြောပါတယ်ဒါကိုကလေးကြီးကြားဝေးသားဖြစ်မှာပါ eye contact ထိန်းသိမ်းရမယ် eye contact လုပ်ပြီးစကားပြောရမယ်အဲ့တော့ဒါက interviewer နဲ့မှမဟုတ်ပါဘူးဘယ်သူနဲ့ပဲစကားပြောပါ eye contact လုပ်ပြီးစကားပြောတာကပိုပြီးကောင်းပါတယ်မျက်လုံးနဲ့တရားကြည့်ပြီးတော့တစ်ဖက်ကိုသေချာနားထောင်ပြီးပြောတာပို့ပြီးတော့conversation ကိုပို့ပြီးအသက်ဝင်စေပါတယ်အဲ့တော့ကြောင့်ဆရာက maintain ဖြည့်ပြီး eye contact ဖြစ်ပါတယ် It is advisable for you to speak clearly and maintain eye contact with your interviewer အဲ့တော့ interview လုပ်တဲ့အခါမှာ interviewer ကိုရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားစကားပြောဖို့နဲ့မျက်လုံးချင်းသေချာကြည့်ပြီးတော့မျက်လုံးချင်းကြည့်ပေါ့နော်မျက်လုံး eye contact ကိုထိန်းထားတာက it is advisable for you မင်းတို့သင့်တော်ပါတယ်အဆင်ပြေပါတယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့ number 46 Blank shopping has become my favorite pastime because I can enjoy free of cost shopping without buying anything အဲ့တော့ blank shopping အဲ့တော့ကွက်လက်ဈေးဝယ်ထွက်ခြင်းဖြစ်ပါတယ်ကွက်လက်ဈေးဝယ်ထွက်ခြင်း has become ကဖြစ်လာတယ်အဲ့တော့ my favorite pastime ဒီဆရာတို့တနည်းအားဖြင့်ဆရာတို့ hobby ကိုပြောတာပါပဲအဲ့တော့အားလက်ချိန်မှာလောက်ရတဲ့နော်ဝါသနာလေးတွေအဲ့လိုအလေးအကျင့်တွေအဲ့လိုဟာမျိုးတွေ pastime တွေပြောတာပါဒါဆိုရင်ဆရာတို့ hobby နဲ့သွားပြီးဆင်ပါတယ်အဲ့တော့ my favorite pastime အဲ့တော့ကျွန်တော်ရဲ့အကြိုက်ဆုံးဝါသနာတစ်ခုဖြစ်လာပါတယ်ဘာကြောင့်လဲဆိုရင် because I can enjoy free of cost free of cost ဒီဆရာတို့သိရမှာပါအဲ့တော့ free of cost ဒီဆရာတို့အခမဲ့ဘာမှမပေးရဘဲလို့ပြောတာဖြစ်ပါတယ် I can enjoy free of cost shopping အဲ့တော့အခမဲ့ဈေးဝယ်ထွက်လို့ရတယ်လို့ without buying anything ဘာမှမဝယ်ဘဲနဲ့အဲ့တော့ဘာမှမဝယ်ဘဲနဲ့ဒီပတ်စံမကုန်ပဲအခမဲ့ဈေးဝယ်ထွက်လို့ရတဲ့အတွက်ကြောင့်quality shopping ဈေးဝယ်ထွက်ခြင်း quality ဈေးဝယ်ထွက်ခြင်း has become my favorite pastime ကျွန်တော်ရဲ့အကြိုက်ဆုံးဝါသနာတစ်ခုနော်အားလက်ချင်းဒီပရိတစ်ခုဖြစ်လာပါတယ်လို့ပြောချင်တာဖြစ်ပါတယ်အဲ့တော့ဆရာဒါဆိုလို့ရှိရင်ဒီဈေးဝယ်ထွက်ခြင်းကဘယ်လိုဈေးဝယ်ထွက်ခြင်းဖြစ်ကြမလဲဆရာတို့ကုန်ကြစိတ်မရှိရဘူးနောက်တစ်ခါ without buying anything ဆိုဘာမှလည်းမဝယ်ချမ်းဘူးဆိုတဲ့အခါကျတော့ဆရာဒါဆိုရင်အင်္ဂလိပ်စာမှာဆရာတို့အဲ့လိုမျိုးဘာမှမဝယ်ဘဲနဲ့ just looking ပေါ့နော်လိုက်ပြီးကြည့်အောင်ပဲနော်ဒီဆိုင်ကန်တွေရဲ့နော်မှန်ပြတင်းတွေကနေပြီးတော့နော်တကားတွေကနေပြီးတော့ပတင်းပေါက်တွေကနေပြီးတော့ဒါမျိုးလိုက်ပြီးတော့ဆရာတို့လိုက်ကြည့်အောင် just looking လိုက်လို့ရုံနဲ့ဆရာတို့လိုက်လုပ်ပြီးတော့ပေါ့နော်ဘာမှမဝယ်ဘဲနဲ့ဈေးရထွက်တဲ့အသုံးအနှုန်းတစ်ခုရှိပါတယ်အဲ့ဒါကိုဆရာတို့ဘယ်လိုခေါ်လဲဆိုလို့ရှိရင်ဆရာတို့ window shopping လို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ window shopping ကဘာမှမဝယ်ဘဲနဲ့ဒီလိုအခမဲ့ဈေးရထွက်နိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဝါသနာဖြစ်လာတယ်လို့ပြောချင်တာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီမှာ46မှာဖြစ်မှာအဖြစ်သည် window shopping ဖြစ်ပါတယ်Okay ဒါဆိုရင်ဆရာတို့နောက်ထပ်တစ်ခုကိုသွားကြည့်အောင်ပါ map 47
Many people uploaded messages of blame to the victims of earthquake on social media. Or many people uploaded messages ဒါ uploaded ကတော့ဆရာတို့ဘာပြောလဲဆိုလို့ရှိရင်ဆရာတို့ uploaded တည်ဖို့အတွက်ဆရာတို့ download လုပ်တယ်ဆိုတော့ဆရာရင်သိမှရပါမယ်ဆရာတို့ download လုပ်တဲ့စလုံးလေးဆိုတော့download လုပ်တဲ့ဆိုတော့စလုံးလေးသိနိုင်ပါတယ်အဲ့တော့ download ဆိုတော့ဆရာတို့ဒါsocial media platform တွေဒါမှမဟုတ်လို့ရှိရင်နောက်တစ်ခါ website တွေကနေပြီးတော့ကိုလိုချင်တဲ့ဓာတ်ပုံတွေ video file တွေနောက်တစ်ခါဒီစာတွေပေါ့နော်ကိုယ့်ရဲ့ device ထဲကိုdownload လုပ်တာဖြစ်ပါတယ် save တာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ upload ဆိုလို့ရှိရင်သူနဲ့ဆန့်ကျင်ဘက်ဖြစ်ပါတယ် upload ကတော့ဆရာကိုယ့်ရှိမှရှိတဲ့ message တွေကိုပြောချင်တဲ့သတင်းစကားတွေနောက်ကကိုပြောချင်တဲ့ကိုတင်ချင်တဲ့ document တွေကိုတခြားလူကိုသိစေချင်တဲ့ document တွေနောက်တစ်ခါကိုတင်ချင်တဲ့ video တွေနောက်တစ်ခါကိုတင်ချင်တဲ့ဓာတ်ပုံတွေကို social media ပေါ်ဒါ upload လုပ်တယ်ဆိုတာကတော့တင်တာဖြစ်ပါတယ် post တင်တာဖြစ်ပါတယ်အဲ့ဒါဆိုတော့ share လုပ်တာဖြစ်ပါတယ်အဲ့ဒါဆိုတော့ upload လူတော်များက upload လုပ်ကြတယ် messages of blank ဆိုတာတော့ကျွန်တော်ဒါ off collection ရှိမှာကျွန်တော် off ရှိပါတယ် off ဒီကျွန်တော်ရှိမှာအောင်နောက်မှာ noun ရှိတဲ့စကားလုံးဖြစ်ပါ preposition ဖြစ်ပါတယ်အဲ့တော့ဘယ်တော့မှထည့်ပြမယ်ဖြစ်ပြီး noun ဖြစ်ဖို့များပါတယ်အဲ့တော့ messages of blank ဆိုတာတော့ဒါ collect သတင်းစကားတွေပေါ့နော် collect သတင်းစကားတွေကို upload တင်ကြတယ် to the victim of earthquake victims of earthquake ဒီဆရာတို့ဒါ victim ဒီဒုက္ခတွေလို့ပြောတာဖြစ်ပြီးတော့ victims of earthquake ဆိုလို့ရှိရင်တော့ဒါငလျင်ဘေးဒုက္ခတွေလို့ပြောတာပါ victims of flood ဆိုလို့ရှိရင်တော့ရေဘေးဒုက္ခတွေပေါ့အဲ့တော့ to the victims of flood ဆိုတာဒါရေဘေးငလျင်ဘေးဒုက္ခတွေအတွက် collect message collect သတင်းစကားတွေကိုတင်ကြတယ် on social media ပေါ်မှာအဲ့တော့ social media ပေါ်မှာဒီငလျင်ဘေးဒုက္ခတွေအတွက်ဘယ်လို message တွေဘယ်လိုသတင်းစကားတွေပါကြမလဲဘယ်လိုသတင်းစကားတွေတင်ကြလဲအဲ့တော့ဒီလိုတနာကျင်လာတဲ့တနာညှတာတဲ့နော်ကိုချင်းစာတဲ့ message တွေတင်ကြမှာပေါ့အဲ့တော့တနာကျင်တာမှုစာနာမှုကျွန်တော်အင်္ဂလိပ်လိုဘယ်လိုပြောလဲဆိုရင် S နဲ့လေးစာတဲ့စကားလုံးရှိပါတယ်အဲ့ဒါဒီ SYMPATHY sympathy ဖြစ်ပါတယ်အဲ့တော့ဒီ collect ရဲ့အဖြစ်ဒီ sympathy message of sympathy ဆိုတော့ sympathy ဖြစ်ပါတယ် Many people uploaded messages of blank to the victims of earthquake on social media လူတော်အများကငလျင်ဘေးသင့်ဒုက္ခတွေကိုငလျင်ဘေးဒုက္ခတွေအတွက်ငလျင်ဘေးသင့်ဒုက္ခတွေအတွက်တနာကျင်လာတဲ့ message တွေကို social media ပေါ်မှာတင်ကြတယ်လို့ပြောတာဖြစ်ပါတယ် Okay, so number 48 Grandpa always warned us not to trust people who are dishonest and lack blank Our grandpa ကအဖိုးက always warn us ကျွန်တော်တို့အမြဲတမ်းသတိပေးပါတယ် not to trust people လူတွေကိုမယုံဘူးလူတွေအကုန်လုံးတော့မဟုတ်ပါဘူးနောက်မှာလူတွေကိုပြောတဲ့ adjective clause ပါပါတယ် who are dishonest and lack blank ဒါဆိုရင်မယုံကြည်ဘူးဆိုတော့ဒီမှာလည်းနောက်ထပ်သူ့ရဲ့နောက်မှာလည်း dishonest ဆိုတာပါပါတယ်အဲ့တော့ dishonest ကြီးဆရာတို့ဒါမယိုးသားတော့ဖြစ်ပါတယ်အဲ့တော့မယိုးသားတော့ပြီးတော့ lack ဆိုတာကင်းမဲ့တာအဲ့တော့ဘာကင်းမဲ့တော့လဲဒါဆိုရင်ဆိုတော့မယိုးသားဆိုတော့ဘာကင်းမဲ့အဲ့လိုမျိုးမယိုးသားပြီးတော့မယိုးသားပဲနဲ့ကွက်လိုက်ကင်းမဲ့တဲ့လူတွေကိုမယုံဖို့အဖို့ကကျွန်တော်တို့ကိုအမြဲတမ်းသတိပေးပါတယ်ဒါဆိုရင်မယိုးသားဆိုလို့ချင်းလူတယောက်ကမယိုးသားဆိုချင်းဘာမှမရှိဘူးဖြစ်မှာလေကျွန်တော် I နဲ့စရဲဆိုတော့ဆရာတို့ဒါ I နဲ့စရဲစကားလုံးစဉ်းစားပြီးမှဖြစ်ပါတယ်မယိုးသားဆိုတော့ဆရာဂုဏ်သိက္ခာမရှိဘူးကျွန်တော်သိက္ခာကိုတန်ဖိုးမထားဘူးအဲ့တော့ဂုဏ်သိက္ခာဒီဆရာတို့ဘာလဲဆိုလို့ချင်း INTGRINTY integrity ဖြစ်ပါတယ် integrity အဲ့ဆိုတော့ဒီ column မှာထည့်မှာဖြစ်ပြီး integrity ဂုဏ်သိက္ခာဆိုတဲ့စကားလုံးဖြစ်ပါတယ် Our grandpa always warned us not to trust people who are dishonest and lack integrity အဲ့တော့အဖိုးကကျွန်တော်တို့အများကြီးသတိပေးပါတယ်မယိုးသားတဲ့လူတွေပြီးတော့သိက္ခာတရားကင်းမဲ့တဲ့လူတွေကိုမယုံကြည်ဖို့ကျွန်တော်တို့အများကြီးသတိပေးတယ်လို့ပြောချင်တာဖြစ်ပါတယ်ဒီဘက်ကြားပြရအောင်အဲ့တော့နောက်ထပ် Map 49 If a person fails to get the amount of sleep that he needs he may suffer from sleep blank အော်ဒီဖြေရတာဆရာတို့ဒါသိတာပါတယ် grade 11မှာလည်းဆရာတို့သင်ရတဲ့အဖြေသင်ရတဲ့စကားလုံးဖြစ်ပါတယ် or if a person clause နှစ်ပိုင်းပါပါတယ်ရှေ့က if clause နဲ့က main clause ဆရာတို့ထည့်ရမယ့်အဖြေကတော့ဟိုလက main clause မှာပါအဲ့တော့ if a person fail to get the amount of sleep if a person လူတယောက်က fail ဆိုတာကပြက်ကွက်တယ်ကြာရှုံးတယ်ဒီမှာတော့ fail to get the amount of sleep ဆိုတော့ဒါအိပ်စက်ချိန်ပမာဏရရှိဖို့ပြက်ကွက်တယ်ပေါ့နော်အဲ့တော့ဆိုတော့ဘယ်လိုအိပ်စက်ချိန်ပမာဏ that he need သူလိုအပ်တယ်သူလိုအပ်တဲ့အိပ်စက်ချိန်ပမာဏရရှိဖို့ပြက်ကွက်တယ်ဆိုတော့လူတယောက်ကသူလိုအပ်တဲ့အိပ်စက်မှုပမာဏမရဘူးဆိုရင်လို့ပြောတာပါမရဘူးဆိုရင် he may suffer from suffer ဒီဆရာယောဂဝေဒနာတစ်ခုခံစားရတာပါ
suffer from သုံးပါတယ်အဲ့တော့ he may suffer from သူခံစားနိုင်ပါတယ် sleep blank နော် sleep sleep blank ဒါဆိုရင်ကျွန်တော်ကစဉ်းစားမှာကဒီယောက်ကအေးမဟုတ်ဘူးပေါ့နော်သူလိုအပ်လောက်အိပ်ဆက်ချင်မရဘူးဆိုရင်ဘာခံစားရမလဲဘယ်လိုယောဂခံစားရမလဲကျွန်တော်အေးပြက်တာခံစားမှာပေါ့အဲ့တော့အေးပြက်တယ်ဆိုတဲ့စကားလုံးဒီကျွန်တော် sleep နဲ့တွဲတဲ့စကားလုံးရှိပါတယ်အဲ့ဒါဒီပါဆိုရင် sleep deprivation ဖြစ်ပါတယ် DEPRIVATION deprivation sleep deprivation ဒီကြောင့်အေးပြက်တာဖြစ်ပါတယ်ဒါဆိုရင်ဒီယောက်ကသူလိုအပ်လောက်အိပ်ဆက်ချင်မရဘူးဆိုရင်သူအေးပြက်တာကိုခံစားနိုင်ပါတယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့ if a person fails to get the amount of sleep that he needs he may suffer from sleep deprivation. Number 50. Since the blank has risen to degree, today is one more than yesterday. ဒီမှာတော့ဆရာတို့အဖြစ်ဒီ the blank ဆိုတော့ article ရဲ့နောက်မှာလည်းရှိတယ်။နောက်က collect ရဲ့ subject နေရာမှာလည်းရှိတယ်။နောက်ဖြစ်ကြပါမယ်။အဲ့တော့ the blank has risen collect က has risen ဆိုတော့ဆရာတို့မြင့်တက်သွားတယ်။2 degree အဲ့တော့2 degree မြင့်တက်သွားပါတယ်။အဲ့တော့ Today is one more than yesterday. အဲ့တော့ collect က2 degree မြင့်တက်သွားတော့ကြောင့်မြင့်တက်သွားတဲ့ဖြင့်today is one more than yesterday. ဒီနေ့ကမနေ့ကထက် one more ပို့ပြီးတော့ပူနွေးပါတယ်။ဒါဆိုလို့ရှိရင် degree လည်းပါတယ်မနေ့ကထက်ဒီနေ့ကမနေ့ကထက်ပိုပူတယ်ဆိုရဲပါတယ်။ဒါဆိုရင်ဘာမြင့်လို့ပိုပူမှာလဲ။ဘာမြင့်မပိုပူနေမှာလဲ။ degree ဆိုတာလည်းဘာကိုတိုင်းနဲ့တိုင်းတာလဲ။ဒါကိုစဉ်းစားမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်ဆရာတို့ဒီ collect ရဲ့အဖြေကိုသိတာပါတယ်။အဲ့တော့degree နဲ့တိုင်းတာလည်းဖြစ်တယ်နောက်တစ်ခါပိုပူလာရဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်စေတယ်temperature ဖြစ်ပါတယ်အဲ့တော့ the temperature has risen 2 degree အပူချိန်2 degree မြင့်တက်လာတော့ကြောင့် today is one more than yesterday ဒီနေ့ကမနေ့ကထက်ပိုပူနေပါတယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့အဖြစ်ဒီ TMPI temperature ဖြစ်ပါတယ် number 51 we were blank to see that a quiet student in our class won the first prize in the language competition. So we were blank. ကျွန်တော်တို့ collect ဖြစ်ကြတယ်ပေါ့to see that မြင်ရတဲ့အခါမှာသိရတဲ့အခါမှာ a quiet student ဒါ quiet ကတော့ကျွန်တော်အေးစစ်စစ်နေတဲ့ကျောင်းသားတစ်ယောက်ပေါ့ဒီလိုပြောချင်တာပေါ့အဲ့တော့ in our class အတန်းထဲမှာသူအောင်အေးစစ်နေတဲ့ကျောင်းသားတစ်ယောက်က won the first prize ပထမဆုရပါတယ် in the language competition အဲ့တော့ဘာသာစကားစွမ်းရည်ပြိုင်ပွဲမှာပေါ့ဘာသာစကားစွမ်းရည်ပြိုင်ပွဲဆိုတာစကားတွေကိုပြောအောင်စာရေးရေးရမယ်ဒီလိုပေါ့ဘာသာစကားစွမ်းရည်ပြိုင်ပွဲပေါ့နော်အဲ့တော့ဆိုတော့ဒီဘာသာစကားစွမ်းရည်ပြိုင်ပွဲမှာပထမဆုရပါတယ်အတန်းထဲမှာသူအောင်အေးစစ်နေတဲ့ကျောင်းသားတယောက်ကဘာသာစကားစွမ်းရည်ပြိုင်ပွဲမှာပထမဆုရပါတယ်လို့ to see that သိရတဲ့အခါမှာ we were blank ကျွန်တော်တို့အားလုံး collect ဖြစ်ကြတယ်ဒါဆိုရင်သူက easy နေတဲ့အခါကျတော့သူဘာမှသိပြီးတော့ဆန်းဆန်းမရှိဘူးသူအရင်ရောတော့မနေတဲ့ဘူးသူကနောက်တစ်ခါဘာနော်ဘယ်ပြန်ဝဲမှလည်းသိပြီးတော့မပြိုင်တတ်ဘူးပါညာဒီလိုထင်ကြမယ်ပေါ့ကြောင့်အဲ့လိုထင်တဲ့ဥစ္စာကသူကနောက်ကြတော့ပထမစု language competition မှာသူပထမဆုံးရပါတယ်ဒါဆိုရင်အဲ့လိုမျိုးကိုမထင်မှတ်ထားတဲ့အရာတခုဖြစ်သွားတဲ့ဟာကိုကျွန်တော်တို့ဘာဖြစ်ကြမလဲမထင်မှတ်တဲ့အရာတခုဘာဖြစ်မလဲအားတင်မယ်ပေါ့ဒါဆိုလို့ရှိရင်ကျွန်တော် S နဲ့လေးစားတယ်အားတင်တယ်ဆိုတဲ့စကားလုံးမှာကျွန်တော်မြင်တွေ့နေကြတဲ့စကားလုံးမျိုးဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုရင် SURPRISED surprised ဖြစ်ပါတယ်အဲ့တော့ဒီ collect ရဲ့အဖြစ်ဒီ surprised ဖြစ်ပါတယ်And number 51, we were surprised to see that a quiet student in our class won the first prize in the language competition. အဲ့တော့အတန်းထဲမှာ ECT စီနေတဲ့ကျောင်းသားတယောက်ကဘာသာစကားစွမ်းရည်ပြိုင်ပွဲမှာပထမဆုံးရသွားတာကိုကျွန်တော်တို့သိရတဲ့အခါမှာကျွန်တော်တို့အားတင်သွားကြတယ်လို့ပြောတာဖြစ်ပါတယ်။အဲ့ဒါဆိုရင် number 52ကိုသွားကြည့်အောင်ပါ။ The study have shown that noise blank can cause heart disease. Study have shown that noise blank အဲ့တော့ကျွန်တော်နောက်ကဟာပဲစဉ်းစားလို့ရှိရင်အဆင်ပြေပါတယ် noise blank စူညံတန်ကွက်လက်ကတဲ့အဲ့တော့ can cause heart disease နှလုံးရောဂါကိုပြောတာပါနှလုံးရောဂါကိုဖြစ်စေနိုင်ပါတယ်ဒါဆိုလို့ရှိရင်ဆရာတို့ noise နဲ့တွဲပါဆရာတို့ test ထဲမှာဘာပဲရှိတယ်ဆိုလို့ရှိရင်နှလုံးရောဂါလည်းဖြစ်စေတယ်ဟာ noise စူညံတန်noise pollution ဖြစ်ပါတယ် so unit 7မှာပါတယ် noise pollution can cause heart disease ဆိုပြီးအဲ့မှာလည်းဆရာတို့ noise pollution ဖြစ်တဲ့ယောဂါတွေဆရာတို့အဲ့ဒီမှာ heart disease ပါပါတယ်ဆရာတို့နှလုံးရောဂါအဲ့တော့ noise pollution ဖြစ်ပါတယ် POLUTION pollution ဒီ number 52အတွက်ဖြစ်ပြီး pollution ဖြစ်ပါတယ် study have shown that noise pollution can cause heart disease အဲ့တော့လေ့လာမှုတွေကနေပြီးတော့ဘာလို့တက်တည်ပြနေလဲဆိုလို့ရှိရင်ဆူညံတန်တွေကနှလုံးရောဂါဖြစ်စေနိုင်တယ်ဆိုတာကိုပြသနေပါတယ်လေ့လာမှုတွေကနေ
ဒီလိုပြောတာဖြစ်ပါတယ်Okay, that's number 53 ကိုသွားကြည့်အောင်ပါ Doing business is taking a blank. We are not sure if we can make a profit or not. Doing business စီးပွားရေးလုပ်ငန်းလုပ်ခြင်းပေါ့စီးပွားရေးလုပ်တာက is taking a blank ကွက်လိုက်ယူတာပဲ is taking a blank ကွက်လိုက်ယူခြင်းဖြစ်ပါတယ် We are not sure အားမသိကြဘူး if we can make a profit make a profit ဆိုတာကြောက်တာအကျိုးမြတ်ရတာဖြစ်ပါတယ်အဲ့တော့ if we can make a profit အကျိုးမြတ်ရမလား or not ဒါမှမဟုတ်မရဘူးလားဒါဆိုရင်ကျွန်တော်ကစဉ်းစားမှာကစီးပွားရေးလုပ်ငန်းတစ်ခုလုပ်ပြီဆိုလို့ရှိရင်အကျိုးမြတ်ရလားမရလားမသိကြဘူးအဲ့တော့ကြောင့်မလို့ဘာယူရတယ်လို့ဘာယူပြီးလုပ်ရတာပဲလို့ပြောရမှာလဲအဲ့လိုစဉ်းစားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကစီးပွားရေးလုပ်ငန်းပဲလုပ်လို့သူများကမလုပ်သေးတဲ့အလုပ်တစ်ခုပဲကိုကအရင်စလုပ်လို့အဲ့တော့ဘာရှိရလို့ပြောလဲဘာယူရတယ်လို့ပြောလဲအဲ့တော့ NDA ဖြစ်နိုင်တဲ့အလားအလာတွေဆုံးရှုံးနိုင်တဲ့အလားအလာတွေအဲ့လိုမျိုးအလားအလာတွေရှိတယ်ပေါ့အဲ့လိုဆုံးရှုံးနိုင်တဲ့အလားအလာ NDA အလားအလာတွေကိုယူရတာကိုကျွန်တော်ဘယ်လိုပြောလဲဆိုလို့ရှိရင် risk ယူရတယ်လို့ပြောပါတယ်နောက်ခဏခါတည်းကြောင့်ဒီမှာကြားဖို့ကြားဆိုင်လုံးဖြစ်ပါတယ် risk ယူရတယ်အဲ့တော့ risk ယူရဆိုတာဘယ်လိုပြောလဲဆိုရင် take a risk လို့ပြောတာဖြစ်ပါတယ်အဲ့တော့ doing business is taking a risk we are not sure if we can make a profit or not စီးပွားရေးလုပ်တယ်ဆိုတာကတော့ဒီဆုံးရှုံးနိုင်တဲ့NDA ကိုယူရတာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ငါတို့အကျိုးမြတ်ရမယ်မရဘူးဆိုတာကိုမသိကြလို့ဖြစ်ပါတယ်ဒီလိုပြောတာဖြစ်ပါတယ် Okay 54 The dispose of blank waste from factory is an issue that government have to address immediately. Dispose ကတော့ဒါ throw away ဖြစ်ပါတယ်dispose ကစွန့်ပစ်တာပါ of blank waste ကွက်လက်စွန့်ပစ်ပစ္စည်းဒါဆိုလို့ရှိရင် waste နဲ့တွဲသုံးတဲ့စကားလုံးကိုတစ်လုံးစဉ်းစားမှာဖြစ်ပါတယ်ဆရာ waste နဲ့တွဲသုံးတဲ့စကားလုံးတွေဘာတွေရှိလဲအဲ့ဒါစဉ်းစားမှာဖြစ်ပါတယ်အဲ့တော့ဘယ်ရလဲ from factory ဒါဆိုရင် factory ရဆိုတော့ဒါဆိုစက်ရုံတွေကစွန့်ပစ္စည်းတွေပေါ့ဒါစက်ရုံတွေကစွန့်ပစ္စည်းဆိုတော့ဒါမှပဲအဖြေကတော်တော်လေးဒါနီးစပ်ဖြစ်နေပါပြီအိုင်နဲ့စာတယ်ပေါ့နော်စက်ရုံတွေကထွက်တာဖြစ်ရမယ်အဲ့တော့ it's an issue that government have to address immediately အဲ့တော့ government တွေက have to address immediately have to address ကကြတော့ဒါရင်ဆိုင်ဖြေရှင်းတာကင်တွေဖြေရှင်းတာ immediately ချက်ချင်းပေါ့အစိုးရဖွဲ့တွေကနေပြီးတော့ချက်ချင်းရင်ဆိုင်ဖြေရှင်းရမယ်ကင်တွေဖြေရှင်းရမယ် an issue ပြဿနာတစ်ခုဖြစ်ပါတယ်အဲ့တော့to dispose of blank waste from factory စက်ရုံတွေကနေပြီးတော့လာတဲ့ကွက်လက်စွန့်ပစ္စည်းတွေကိုစွန့်ပစ်တာစွန့်ပစ်ဖို့ကအစိုးရအဖွဲ့တွေချက်ချင်းရင်ဆိုင်ဖြေရှင်းရမယ်ပြဿနာတစ်ခုဖြစ်ပါတယ်ဒါဆိုရင်စက်ရုံတွေကလာရဆိုရင်ဘာ waste ဖြစ်မလဲစက်မှုလုပ်ငန်းသုံးစွန့်ပစ်ပစ္စည်းတွေပေါ့စက်မှုလုပ်ငန်းသုံးကိုစက်မှုလုပ်ငန်းကိုကျွန်တော် industry လို့ပြောပြီးတော့ကျွန်တော် waste က noun ဖြစ်တဲ့အတွက် noun ကိုအထူးမှာဖြစ်တဲ့ကြောင့်လို့စက်မှုလုပ်ငန်းသုံးဆိုတဲ့အဓိပ္ပာယ်ရတဲ့ adjective ဖြစ်တာပါအဲ့တော့ industry ကိုကျွန်တော်စက်မှုလုပ်ငန်းနဲ့ဆိုင်တော့စက်မှုလုပ်ငန်းသုံးလို့ adjective ပြောင်းမယ်ဆိုလို့ရှိရင်ကျွန်တော် industry ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ waste ဒီ industrial waste ဖြစ်ပါမယ်အဲ့တော့ to dispose of industrial waste from factory is an issue that government have to address immediately စက်ရုံတွေကနေစက်မှုလုပ်ငန်းသုံးစွန့်ပစ်ပစ္စည်းတွေကိုစွန့်ပစ်တာကအစိုးရအဖွဲ့တွေချက်ချင်းရင်ဆိုင်ဖြေရှင်းရမယ်ကင်တွေဖြေရှင်းရမယ်ပြဿနာတွေကိုဖြစ်နေပါတယ်လို့ပြောချင်တာဖြစ်ပါတယ် Okay 55ကိုတော့ကြည့်အောင်ပါ Out of the blank my friend moved to another school without saying goodbye to me so my friend moved to out of the blank ဒါလေးကိုမစဉ်းစားခင်မှာနောက်ကဟာလေးချောက်ရစဉ်းစားကြည့်ဖို့ကောင်းပါတယ် my friend moved to another school အဲ့တော့ငါတငယ်ချင်းဟာကျွန်တော်တငယ်ချင်းက move to another school အခြားတစ်ကျောင်းကိုအခြားကျောင်းတစ်ခုကိုပြောင်းသွားတယ်အခြားကျောင်းတစ်ကျောင်းကိုပြောင်းသွားတယ် without saying goodbye to me မပြောဘဲနဲ့ပေါ့ saying goodbye say goodbye ဆိုတော့နှုတ်ဆက်စကားပြောတာဖြစ်ပါတယ်အဲ့တော့ without saying goodbye to me ဆိုတော့ဒါကျွန်တော်နှုတ်ဆက်စကားတော့မပြောဘဲနဲ့ကျွန်တော်တငယ်ချင်းကအခြားကျောင်းကိုပြောင်းသွားတယ်ဆိုရင်ဒါဆိုရင်ဒါဘယ်လိုပြောင်းသွားတာဖြစ်မလဲဒါချက်ချင်းအားချင်းပေါ့ရုတ်တရက်ပြောင်းသွားတာဖြစ်မယ်ရုတ်တရက်ပြောင်းသွားတာဖြစ်မယ်မမျော်လင့်မဲနဲ့ပြောင်းသွားတာဖြစ်မယ်အဲ့တော့ကြောင့်မလို့ဆရာကရုတ်တရက်မမျော်လင့်ပဲဆိုတဲ့အဓိပ္ပာယ်ရတဲ့ idiom တစ်ခုရှိပါတယ်အဲဆရာတို့ဒါဘာလဲဆိုလို့ရှိရင်unit 5 color တွေနဲ့တွဲသုံးတဲ့ idiom ဖြစ်ပါတယ်အဲ့တော့ရုတ်တရက် unexpectedly suddenly ဆိုတဲ့အိဗယ်ရတဲ့ idiom လေးဒီပါလဲဆိုရင် out of the blue ဆိုတဲ့ idiom ဖြစ်ပါတယ်ဒါဒီလိုမျိုးဒီ idiom လေးကိုအကြောင်းသားတွေကဒါထပ်ပြီးတော့မှတ်ထားမယ့် idiom ဖြစ်ပါတယ်ဒါ unit 5မှာ idiom တွေ color နဲ့ပတ်သက် idiom တွေပါတယ်ဆိုရင်ဒီ idiom လေးကိုပါဖို့ထင်ပါတယ်ဆရာနော်အဲ့တော့ဒီ idiom လေးကိုနောက်ထပ်ပြီးတော့မှတ်ထားပါမယ် out of the blue ဒီဆရာတို့ဒါမမျော်လင့်ပဲရုတ်တရက်လို့ပဲရပါတယ်out of the blue means suddenly or unexpectedly blue ဖြစ်ပါတယ် blue ဖြစ်ပါတယ်